လန်ရဲ့အစမှာထိုင်လန်နဲ့တူရဲ့ရီစာမာဂေါတုကနာမည်ကြီးစဖိုမိုစလိုဝက်ပိုင်းနဲ့တီးတန့်ကျွန်းပေါ်ကစားတောက်ဆိုင်ကိုတွားဖို့စိတ်ကမ်းမစောင့်နေပါတယ်။ဒီစားတောက်ဆိုင်ကနိုင်ငံထဲမှာအကောင်းဆုံးလို့သတ်မှတ်ခံထားရပြီးလူတိုင်းမတွားနိုင်တဲ့နေရာတစ်ခုပါ။ထိုင်လာက fine dining ကိုအရင်ဆွဲလန်းနေတဲ့ဖူတီတယောက်ဖြစ်ပြီးတော့စလိုဝက်ကိုလည်း idol တယောက်လိုကိုးကွယ်နေတဲ့သူပါ။အဲ့အချိန်နာမည်ကြီးအစားတောက်ဝေဖန်ရေးတမလီလီယန်နဲ့တူရဲ့ editor Ted တချိန်ကနာမည်ကြီးမင်းသား George နဲ့တူရဲ့လက်ထောက် Felicity တို့ရောက်လာပါတယ်။ဤပညာကုမ္ပဏီရဲ့ယင်းနှိမ့်မြုပ်နှံသူ၃ယောက် Dave, Soren နဲ့ Bryce တို့ကလည်းပါဝင်လာကြပါတယ်။ဒါပေမဲ့မာဂေါကတော့ Richard ဆိုတဲ့လူကိုတွေးလိုက်ရတဲ့အချိန်မှာမမြင်စေချင်တာကြောင့်ရှောင်ဖို့ကြိုးစားပါတယ်။လှေစီးနေတော့ပထမဆုံးဟင်းပွဲကိုစကြွေးပါတယ်။တိုင်လာကအရင်နဲ့ excited ဖြစ်ပြီးတပ်ပုံတွေအောင်ခိုးရိုက်နေပေမဲ့မာဂေါကတော့စိတ်မဝင်စားပါဘူး။ကျွန်းပေါ်ကိုရောက်တဲ့အခါအဆာဆိုတဲ့အကူကမာဂေါကိုတခြားနာမည်တစ်ခုနဲ့ခေါ်လိုက်တာကြောင့်တိုင်လာကအတူရင်ခေါ်လာရမယ့်သူမလာနိုင်လို့အစားထိုးလာခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်။စားပွဲတောက်ပွဲမကျင်းပခင်အဆာကကျွန်းတစ်ပတ်ကိုလိုက်ပြပါတယ်။ဒီစားတောက်ဆိုင်ကအသားဟင်းတီးဟင်းရွက်ပင်လယ်စာအားလုံးကိုဝန်ထမ်းတွေကိုယ်တိုင်ကမွေးမြူဖန်ဆီးကြပြီးဝန်ထမ်းအားလုံးကလည်းဒီကျွန်းပေါ်မှာပဲနေကြပါတယ်။ Chess Slower ကိုယ်တိုင်ကလည်းဒီကျွန်းမှာပဲနေပြီးသူ့ရဲ့အိမ်ကတော့မဝင်ရတဲ့နေရာပါစားတောက်ဆိုင်နဲ့ဝင်တဲ့အခါ kitchen က open area ဖြစ်နေပြီး chef တီရှပ်တဲ့အရာအလုံးကိုမြင်နေရပါတယ်။ Richard ကမာဂေါကိုမြင်သွားတဲ့အခါသူ့မိမနဲ့နေရာလဲခိုင်းပြီးမာဂေါကိုမြင်ရတဲ့နေရာထိုင်လိုက်ပါတယ်။ Asa ကနေရာတွေကိုလိုက်ပြပြီးရင်ဓာတ်ပုံမရရတဲ့အကြောင်းကိုရှင်းပြနေပါတယ်။တိုင်လာကတော့ chef တီတုံးတဲ့နီးတွေကိုအားကျစွာနဲ့ရှင်းပြပြီးမိကွန်းတွေကိုလည်းမယမနာမေးနေခဲ့ပါတယ်။အဲ့ဒီချိန်စပုံမှုတွေကတိုင်လာကိုကိုယ့်နေရာကိုတွားဖို့ပြောလိုက်ရင် chef Slower ကပေါ်လာပါတယ်။ Asa ကတခုခုပြောလိုက်တာကြောင့် Slower ကမာဂေါကိုစိုက်ကြည့်နေခဲ့ပါတယ်။ပထမဆုံးအပီတိုင်ဆာကိုစကြွေးတဲ့ချိန်မှာလီလီယန်ကအနက်ရှူအရတာမြည်ပြီးစိတ်ကြိုက်လေ့လာနေတဲ့ချိန်မှာမာဂေါကတော့တာမန်ပဲလို့ထင်နေပါတယ်။တိုင်လာကလည်းဒီရဲ့ဟင်းပွဲကဘလောက်တောင်အရေးကြီးကြောင်းကိုအထက်စီးဆက်ဆန်နဲ့ရှင်းပြနေခဲ့ပါတယ်။နောက် course တစ်ခုကိုစတင်ဖို့ Slower ကလက်ခုပ်တီးလိုက်တာနဲ့ chef တွေအားလုံးကစစ်သားတွေလိုတပြိုင်နက်တည်းလှည့်လည်လာကြပါတယ်။ Slower ကလူတွေကစားတန်တယ်မဟုတ်ပဲအရတာခင်ပြီးစားတင်တယ်လို့မိန့်ခွန်းပြောနေတဲ့အချိန်မှာတိုင်လာကဝင်ပြောမိတဲ့အတွက်ချက်ချင်းအဆူခံရပါတော့တယ်။ဒုတိယ course မှာတော့ Slower ကပါမို့ဆိုတာတာမန်လူတွေအတွက်စားတဲ့စားဖြစ်ပြီးသူ့ရဲ့ဧည့်သည်တွေကတာမန်လူမဟုတ်တာကြောင့်ပါမို့မပေးဘူးလို့ကြေညာပါတယ်။လူတွေအားလုံးကလည်း Slower ပြောတဲ့စကားကိုအာရုံစိုက်ပြီးနားထောင်နေတော့မှပဲဟင်းပွဲတွေရောက်လာခဲ့ပါပြီ။ဟင်းပွဲလို့ပြောပေမဲ့ဘာပါမို့မပါဘဲနဲ့ sauce အနှဲငယ်ကိုသာထည့်ထားတာတွေ့လိုက်ရပါတယ်။တိုင်လာကတော့ဒီအကြံကိုအရင်တဘောကျနေပြီးမာဂေါကတော့ဒါတွေကလူတွေကိုလှောင်နေတယ်လို့ပဲလို့ခံစားလိုက်ရပါတယ်။ဝေဖန်ရေးသမားလီလီယန်ကလည်း sauce ရဲ့တက်ရှာကနည်းနည်းပြတ်နေပြီလို့ပြောတဲ့အခါ kitchen ထဲကနေသူ့စပွဲကို sauce အပြည့်ပါတဲ့ခွက်ကြီးတစ်ခွက်ပို့လိုက်ပါဒါကဝေဖန်ရေးသမားကိုသိရောတဲ့သဘောလောက်လိုက်တာပါ။ဤပညာကုမ္ပဏီကလူ၃ယောက်ကလည်းစိတ်တူလာပြီးပေါမုံပေးပါလို့တောင်းပါတယ်။ဒါပေမဲ့အဆာကခမရတို့လူရှင်တာထက်နည်းနည်းပဲစားရမယ်ထိုက်တန်အောင်ပို့စားရမယ်လို့ပြောလိုက်ပါတယ်။မာဂေါကတော့ဟင်းပွဲကိုလုံးဝမထိပဲထားလိုက်ပါတယ်။တိုင်လာကတူမမစားတဲ့ sauce ကိုယူဖို့ကြိုးစားရင်ဖန်ခွက်ကွဲသွားပါတယ်။တန်ထွက်တာနဲ့Chef Slower ကိုတိုင်းစပွဲစီကိုရှောက်လာခဲ့ပါတယ်။တိုင်လာကအလင်းစလိုတောင်းမှတ်ပေမဲ့ Slower ကမာဂေါကိုပဲဘာလို့မစားတာလဲလို့မေးပါတယ်။မာဂေါကဒါစားဆောင်မမဟုတ်တာလို့ဒါရဲ့ပြန်ပြောလိုက်ပါတယ်။ Slower ကပိုရှင်တွေကိုတေချာတွက်ချက်ထားတာဖြစ်ပြီးသူမစားရင်ဘာမှမပြည့်ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့မာဂေါကတော့ဆက်မစားဘဲနေလိုက်တာကြောင့် Slower လည်းစိတ်ထိခိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။အဲဒီနောက် Chef Slower ကနောက်ထပ်ဟင်းပွဲ memory ဆိုတာကိုမိတ်ဆက်ပေးပါတယ်။သူကဒီဟင်းပွဲကသူ့ငယ်ဘဝရဲ့မှတ်ဉာဏ်ဖြစ်ကြောင်းပြောပြပါတယ်။ Slower ကသူ့အမေလင်ဒါဟာအမြဲရက်မူးနေတတ်ပြီးသူ့အဖေကလည်းအရက်သမားဖြစ်ကြောင်းပြောပြပါတယ်။တညမှာလင်ဒါကသူ့အဖေကိုအရက်တောက်တာနဲ့ပတ်သက်ပြီးပြန်ပြောတဲ့အတွက်သူ့အဖေကဒေါသထွက်ပြီးဖုန်းကြိုးနဲ့တပ်ဖို့ကြိုးစားခဲ့တာပါ။အဲဒီအချိန်မှာကလေးဘွား Slower ကမိဖို့ကြောင့်လည်းကက်ကြီးကိုယူပြီးသူ့အဖေကိုထိုးခဲ့ပါတယ်။ Slower ကအိတ်တုံးကအသေးမတက်လိုက်မိတာကိုနောင်တရတယ်လို့အေးဆေးပြပြလိုက်တဲ့အခါအဲ့ဒါအားလုံးတိတ်ဆိတ်သွားကြပါတယ်။အဲဒီနောက်မှာတော့ဟင်းပွဲကထွက်လာခဲ့ပါတယ်။မိခိုးနဲ့ကြက်တိုက်ထားတဲ့ကြက်ရင်ပုံကိုဖုန်းကြိုးနဲ့ကက်ကြီးဘုတ်ကိုတင်ထားပြီးတာကိုရီပေါ်မှာလေဆာနဲ့ပုံထွန်းထားခဲ့ပါတယ်။အစပိုင်းမှာဧည့်သည်တွေကနားမလည်ကြပေမဲ့တာကိုဖက်တွေကိုတခြားကြည့်လိုက်တဲ့ချိန်မှာတော့အကုန်လုံးဟာမျက်နှာပြတ်သွားကြပါတော့တယ်။လီလီယန်ရဲ့တာကိုဖက်ပေါ်မှာတော့သူ review ရေးလို့ပိတ်သွားခဲ့ရတဲ့စားတောက်ဆိုင်တွေရဲ့ပုံပါနေခဲ့ပါတယ်။တက်ကတော့ဘာမှမပြောဘဲခေါင်းငုံနေပါတယ်။ Richard ရဲ့တာကိုဖက်လေးပေါ်မှာတော့သူတခြားမိန်းမတွေနဲ့ဟိုတယ်တွေကဓာတ်ပုံတွေပါနေပြီးအန်နီကလည်းအံ့ဩဝါပါတယ်။ Richard ကလည်းဒါစားနောက်မှုတက်ပဲလို့ပြောနေပေမဲ့အတန်အောင်တုံနေခဲ့ပါတယ်။ Josh ရဲ့တာကိုပေါ်မှာတော့သူ့ရဲ့မင်းသားဘဝကိုပျက်စီးသွားစေတဲ့ဒေါက်တာဆန်းချိုင်းဆိုတဲ့ movie ပုံပေါ်နေပါတယ်။ဤပညာကုမ္ပဏီကလူတွေကလည်းသူတို့ရဲ့အခွန်လိမ်လည်မှုတွေကိုတွေ့ရပြီးအဆကိုအချက်လက်တွေဘဲကားကြတာလေဒီစားတောက်ဆိုင်ကိုပိတ်ပစ်လိုက်မယ်လို့ရှင်းချောက်တဲ့အခါအဆကအဲ့လိုလုပ်ဆရာမလိုတော့တော့ပါဘူးလို့ပြန်ပြောလိုက်ပါတယ်။တိုင်လာကတော့သူ့ရဲ့တာကိုပေါ်မှာသူအစားအစာတွေကိုတပ်ပုံခိုးရိုက်နေတာပါလာတာမြင်ပြီး Slower ကသူ့ကိုမုန်းနေပြီလို့စတင်ခန်းစားလာရပါတယ်။ဒါပေမဲ့တိုင်လာကတော့ဟင်းပွဲကိုပဲဆက်လက်စားသုံးနေကြပါ။မာဂေါကလည်းဒီဟင်းပွဲတွေကစော်ကားနေရလို့ခန်းစားရတာကြောင့်တိုင်လာနဲ့စကားများကြပြီးထွက်သွားခဲ့ပါတယ်။အဆာကတူမနာကိုလိုက်လာပြီးတကားနာကိုမတွားဖို့တတိပေးပါတယ်။မာဂေါကလည်းရေရှိုးခန်းထဲကိုဝင်ပြီးနောက်ပြတင်းပေါက်နာမှာဆေးလိပ်တောက်နေတော့ဝန်တန်းတယောက်ကထောင်မှန်တစ်ခုကိုကင်ပြီးပြေးသွားတာတွေ့လိုက်ပါတယ်။အဲ့ချိန် Slower ကပြန်ရောက်လာပြီးမာဂေါကိုဘာလို့စားမစားတာလဲလို့မေးပါတယ်။မာဂေါကကျမပိုင်းမစားလို့ပြန်ဖြေပါတယ်
စလိုဝက်ကတူမကိုစိုက်ကြည့်ပြီးမင်းကမာကောမဟုတ်ဘူးလို့ပြောလိုက်ပါတယ်မာကောကလည်းနေဘရက်စကာကမာကောပဲလို့ပြန်ပြောလိုက်ပေမဲ့စလိုဝက်ကလုံးဝမယုံတော့ပါဘူးအဲ့ဒီချိန်မှာမိဖို့ကြောင့်တည်းမှလည်းလေးပွဲမြောက်ဟင်းပွဲအတွက်စပမှုတွေကပြင်ဆင်နေကြပါတယ်ခဏကြာမှာတော့စလိုဝက်ကဒိုင်းနင်းဟော်ထဲကိုပြန်လာပြီးဂျယ်ရမီလို့ခေါ်တဲ့စပမှုအကူတယောက်နဲ့မိတ်ဆက်ပေးပြီးသူကနာမည်ကြီးတဲ့ဟင်းချက်ကြောင်းကနေထွက်လာခဲ့ပြီးစလိုဝက်စီမှာလှုပ်လှုပ်ရတာသူ့ရဲ့အိမ်မက်ဖြစ်လာတယ်လို့ပြောပါတယ်စလိုဝက်ကလည်းဂျယ်ရမီကအရေးရှင်းရှိပေမဲ့တကယ်စပမှုမဟုတ်သေးဘူးလို့ပြန်ပြောလိုက်ပါတယ်စလိုဝက်ကဂျယ်ရမီကိုအားလုံးရှိမှငါလိုမျိုးအောင်မြင်ကြွကြားတဲ့စပမှုဖြစ်ရှင်လာလားလို့မေးပါတယ်ဟုတ်ပါတယ်စပမှုကြီးလို့ပြန်ဖြေလိုက်တဲ့အချိန်မှာစလိုဝက်ကမင်းတင်တယ်လို့မဟုတ်ပဲနဲ့ဒီဘဝမှာဖီယာရီရောဝေဖန်တိုက်ခိုက်မှုတွေရောရှိတာကြောင့်မင်းလိုချင်သေးတာလို့မေးတဲ့အချိန်မှာဂျယ်ရမီမလို့ရှင်တော့ပါဘူးလို့ပြောပြီးဇပွဲခုံပေါ်ကတနက်ကိုယူပြီးလူအားလုံးရှိမှကိုတက်တည်လိုက်ပါတော့တယ်တနက်တန်ကြောင့်အဲ့ရတွေအားလုံးကထိတ်လန့်သွားကြပေမဲ့စပမှုတွေကတော့တရားမှမလှုပ်ပဲတိတိလေးရဲ့ကြည့်နေကြပါတယ်ဂျယ်ရမီရဲ့ခနာကိုလည်းစပမှုတွေကတဲဝါကြပြီးစလိုဝက်ကထိုင်ကြပါဒါကဒီညမီနူးရဲ့စိတ်ပိုင်းတစ်ခုပါလို့ပြောလိုက်တဲ့အချိန်မှာအဲ့တဲ့တွေလည်းကြောက်လန့်လာကြပါတယ်ရစ်ချက်ကအန်နီကိုခေါ်ပြီးဒီကနေထွက်သွားတော့မယ်လို့ကြိုးစားပါတယ်ဒါပေမဲ့အက်ဆာကသူ့ရှိမှလာရက်ပြီးလင့်မရှိတော့ဘူးလို့ပြောလိုက်ပါတယ်ရစ်ချက်ကထွက်သွားဖို့ကြိုးစားနေတဲ့အချိန်မှာအက်ဆာကအဆောင်တွေကိုအမင်ပေးလိုက်ပါတယ်အဆောင်တွေကလည်းရစ်ချက်ကိုဖမ်းချုပ်ထားပြီးသူ့ရဲ့လက်ကိုဇပွဲပေါ်မှာဖိကတ်ထားလိုက်ပါတယ်တိုင်လာကဟင်းပွဲကိုဆက်စားနေပြီးရစ်ချက်ကလက်ဖြတ်ခံလိုက်ရပါတယ်ဖြတ်ခံလိုက်ရတဲ့လက်ကိုသူ့မိန်းမစီကိုပေးလိုက်ပါတယ်အဲ့ချိန်စလိုဝက်ကထက်ရောက်လာပြီးဒါကမီနူးရဲ့အစိပ်ပိုင်းတစ်ခုပါပဲလို့ပြောလိုက်ပါတယ်လီလီယန်ကတော့ဒီအချိန်တွေကိုလက်ခံနေပြီးတခြားဧည့်သည်တွေကတော့တဖြည်းဖြည်းနဲ့ကြောက်ရွံ့လာကြပါပြီFelicity ကလည်း George ကိုမင်းက slow wet နဲ့တီးတာမလို့သူ့ကိုတွားပြောခိုင်းပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာ George ကသူနဲ့ slow wet ကမတိကြအောင်ဝန်ခံလိုက်ပါတယ် slow wet ကမာဂတ်ကိုလှမ်းခေါက်လိုက်ပြီးမင်းကဒီနေရာနဲ့မကိုက်ညီဘူးလို့ပြောပါတယ်သူမကမူရင်းဧည့်သည်တရားမဟုတ်တာကြောင့်မလို့သူ့ရဲ့မီနူးအတွက်ပြဿနာဖြစ်နေတယ်လို့ပြောပါတယ်ပြီးတော့ slow wet ကမင်းကအဲ့ရတွေဘက်ကလာဝန်ထမ်းတွေဘက်ကလာလို့မေးပါတယ်မာဂတ်ကတော့ဘာဖြစ်ရမယ်မသိပဲညီနေတဲ့အချိန်မှာ slow wet ကဘာပဲဖြစ်ဖြစ်ဒီညမှာအားလုံးတိမှလို့ easy ပဲပြောလိုက်ပါတယ်ဒီပညာကုမ္ပဏီကလူတွေကတကားပေါက်ကိုထိုင်ကုန်နဲ့ခွဲဖို့ကြိုးစားကြပါတော့တယ်။ဒါပေမဲ့မကွဲဝါးတဲ့အခါမှာအက်ဆာကရောက်လာပြီးအေးဆေးပဲထိုင်ဖို့တတိပေးလိုက်ပါတယ်။နောက်ဟင်းပွဲအဖြစ်လက်ဖက်ရည်ကိုပေးပြီးတဲ့နောက်မိချင်တာရှိရင်ပေးနိုင်ကြောင်းပြောလိုက်ပါတယ်။တိုင်လာကလက်ဖက်ရည်နဲ့ပတ်သက်တဲ့ယူချက်ကြောင်မိကွန်းတစ်ခုကိုမေးလိုက်ပေမဲ့စလိုဝက်ကစိတ်မဝင်စားပါဘူး။ George ကဘာတွေဖြစ်နေတာလဲလို့မေးလိုက်တဲ့အချိန်မှာစလိုဝက်ကခင်ဗျားတို့ကဒီမီနူးရဲ့ပါဝင်ပစ္စည်းတွေပဲလို့ပြန်ဖြေလိုက်ပါတယ်။လီလီယန်ကိုတော့စားတောက်ဆိုင်တွေကို review နဲ့ဖြည့်ဆည်းတဲ့မကောင်းဆိုးဝါးလို့ခေါ်ပါတယ်။တက်ကိုလည်းတူမကိုအမြဲထောက်ခံနေတဲ့ပြောညံ့ညံ့လူလို့ပြောလိုက်ပါတယ်။ဒီဘုကြောင့်ကနေလီလီယန်တို့ကိုတိုးနေတဲ့ sauce တစ်ခုပေးပြီးလောင်းပြောင်းပြပါတယ်။အန်နီက Richard အတွက်ဆရာဝန်ခေါ်ပေးဖို့တောင်းဆိုတဲ့အခါစလိုဝက်ကခင်ဗျားတို့နှစ်ယောက်ကဒီစားတောက်ဆိုင်ကို9နှစ်တောင်လာစားပြီးဟင်းပွဲတစ်ခုနာမည်တော့မမှတ်မိဘူးလို့ပြန်ပြောပါတယ်။သူကသူ့ဘဝတစ်လျှောက်မှာပြည့်စုံတဲ့စားစာတွေပဲလုပ်ခဲ့ပေးပေမဲ့သူ့ရဲ့ customer တွေကဘယ်တော့မှစိတ်မကျေနပ်ဘူးလို့ပြောပါတယ်။အဲ့ချိန် Bryce ကဒီကျွန်းကိုတောက်ပိုင်နာလို့ပြောတဲ့အချိန်မှာစလိုဝက်ကတောက်ကိုတော့ငါကပိုင်နာလို့ပြန်ပြောလိုက်ပါတယ်။ခဏအကြာပြင်းနေပေါက်အပြင်ဘက်မှာတောင်ပန်တွေတက်ဆင်ထားတဲ့တောက်ကိုတွေ့လိုက်ရပါတယ်။တောက်ကိုတောင်မကြီးကြီးတက်ပေးထားပြီးကျိုးနဲ့ချွတ်ဆက်ထားတာကြောင့်အဲ့ဒီအလုံးကထိတ်လန့်နေကြပါတယ်။ Dave ကလည်းပတ်စံဘလောက်လိုချင်လဲချက်ချင်းပေးမယ်လို့ပြောလိုက်ပါတယ်။ Slow ကလည်းညှင်းလိုက်ပါတယ်။ Bryce ကကိုဗစ်ကာလမှာတောက်တာမရှိခဲ့ရင်ဒီစားတောက်ဆိုင်ကပိတ်သွားရမှာလို့ပြောတဲ့အခါ Slow ကဒေါရထွက်ပြီးတူကငါမီနူးတွေကိုမျက်ဝန်းဆက်ဖက်တယ်လို့ပြန်ပြောပါတယ်။ Esa ကလက်နဲ့အဆက်ပြပေးလိုက်တဲ့ချိန်မှာတောက်ရဲ့ကျူကိုတဖြည်းဖြည်းချင်းပင်လယ်ထဲကိုချလိုက်ပါတယ်။အဲ့ဒီအလုံးလက်နေတဲ့ချိန်မှာ Esa ကမော်ဂိုရှိကတိုင်မာလေးကိုဖွင့်ပေးလိုက်ပါတယ်။တိုင်မာမြည်သွားတဲ့ချိန်မှာမော်ဂိုက Slow ရဲ့ private room တွေကိုတွားလိုက်ပါတယ်။ရုံခန်းထဲရောက်တဲ့ချိန်မှာမာဂေါကတူမဒီနီယာကိုလာတင်တဲ့လူမဟုတ်ဘူးလို့ဝန်ခံလိုက်ပါတယ်စလိုဝက်ကတော့တူမကိုကြည့်ပြီးမင်းကသူများတွေကိုဝန်ဆောင်မှုပေးရတဲ့လူတစ်ယောက်ဆိုတာငါသိတယ်လို့ပြောလိုက်ပါတယ်ပြီးတော့စလိုဝက်ကဘာလို့ရစ်ချက်ကိုအမြင်ကြည့်နေရတယ်လို့မေးပါတယ်မာဂေါကတိတ်တိတ်နေပြီးမှတူမနာမည်ရင်းကအရင်ဖြစ်ကြောင်းပြပြလိုက်ပါတယ်တူမကိုရစ်ချက်ကသူ့တမီးအနေနဲ့ဟန်ဆောင်ခိုင်းပြီးအလုပ်ခိုင်းခဲ့ကြောင်းပြပြခဲ့တဲ့အခါစလိုဝက်ကတိတ်ဆိတ်သွားပါတယ်မာဂေါကလူတွေကိုစားပစ်ပေးရတာမုန်းလာကြောင်းပြောတဲ့ချိန်မှာစလိုဝက်ကလည်းခန်းစားချက်တူနေလို့နားထောင်ပေးပါတယ်အဲ့ဒီနောက်မှာစလိုဝက်ကအဲ့ဒီအားလုံးကိုပြင်ကိုခေါ်သွားပါတယ်ကက်သရင်းလို့ခေါ်တဲ့စပိုမှုအကူတယောက်ကနောက်ဟင်းဘွဲကိုမိတ်ဆက်ပေးပါတယ်ကက်သရင်းကစလိုဝက်ဟာတူမကိုအီစကလီလုပ်ခဲ့ပေမဲ့တူမငင်းခဲ့တာကြောင့်တူမမျက်နှာကိုတော့မကြည့်တော့ဘူးလို့ပြောပါတယ်ပြောပြီးတာနဲ့ကက်သရင်းကဓာတ်နဲ့ထုတ်ပြီးစလိုဝက်ရဲ့ပေါင်ကိုထိုးလိုက်ပါတယ်စလိုဝက်ကနာကျင်ပေမဲ့ပြုံးနေပြီးတောင်းပန်ပါတယ်လို့ပဲပြောလိုက်ပါတယ်အဲ့ဒီနောက်စလိုဝက်ကယောက်ျားလေးအဲ့ဒီအကုန်လုံးကိုခေါ်ပြီးအခုထွက်ပြေးလို့ရတယ်ဒါပေမဲ့45စက္ကန့်ပဲပေးပြီးအဲ့ဒီနောက်မှာဝန်ထမ်းတွေကလိုက်ဖမ်းမယ်လို့ကြေညာပါတယ်မြို့သားတွေအားလုံးကလည်းကြောက်လန့်ပြီးထွက်ပြေးသွားကြပါတယ်အဲ့ချိန်ကက်သရင်းကအမျိုးသမီးတွေကိုစားတောက်ဆိုင်ထဲပြန်ခေါ်ပြီးနောက်ထပ်အစားအစာတွေကိုထပ်ကျွေးပါလီလီယန်ကကက်သရင်းဟင်းချက်တာကိုရှီကျူးလိုက်တဲ့အခါကက်သရင်းကမျက်ရည်ကျလာပါတယ်အဲ့ဒီနောက်မှာအခြားမျိုးသမီးတွေကလည်းတူမကိုအကုန်ဝိုင်းပြီးရှီကျူးကြပါတော့တယ်အန်နီကတော့မာဂုတ်ကိုကြည့်ပြီးမင်းရစ်ရှက်ကိုတီးတာလားလို့မေးလိုက်ပါတယ်မာဂုတ်ကခဏညင်ပြီးတီးပါတယ်လို့ပြန်ဖြေလိုက်ပါတယ်အန်နီကတော့ဘာမှဆက်မမေးပဲညင်နေခဲ့ပါတယ်အရှိတိုင်လာကအပြင်ကနေခိုးကြည့်နေပါတယ်သူကဟင်းပွဲတွေကိုစားကျင်နေတာပါဝန်ထမ်းတွေကလည်းအမျိုးသားအဲ့တွေကိုတယောက်ချင်းစီလိုက်ဖမ်းနေကြပါတယ်တက်ကကြက်ရှန်ထဲမှာဝင်ပုန်းနေတဲ့အတွက်ကျဲဥပုံစံလုပ်ထားတဲ့ရှိုးပွဲတေးတေးလေးကိုပေးလိုက်ပါတယ်နောက်ဆုံးမှာတော့မြို့သားအလုံးကိုပြန်ဖမ်းလာပြီးစားတောက်ဆိုင်ထဲမှာပြန်ထိုင်ခိုင်းပါတယ် George နဲ့ Facility တို့ကလည်းတယောက်နဲ့တယောက်ညှင်းခုန်နေကြပါတယ်နှစ်ယောက်ကြားကဆက်ဆံရေးကလည်းလုံးဝပျက်စီးနေတယ်ဆိုတာသိတာနေပါတယ်အဲ့ဒီချိန်မှာ Slow ကမီနူးကိုခဏရက်လိုက်ရပြီးမဖြေရှင်းရတဲ့ပြဿနာတစ်ခုရှိတယ်လို့ပြောပြီးတိုင်လာစီကိုရှောက်သွားပါတယ်မ
မင်းဒီညဒီမှာဘာတွေဖြစ်မယ်ဆိုတာတိပိတာမဟုတ်လားလို့မေးလိုက်တဲ့အချိန်မှာတိုင်လာကမျက်နှာပြတ်သွားပြီးဝန်ခံလိုက်ပါတယ်တိုင်လာရဲ့အရင်ရီးစားကဒီတင်နာပွဲကိုမလာချင်တာကြောင့်ဖျက်သွားလိုက်ပြီးတိုင်လာကလည်းကြိုတင်ပိုကလုတ်ထားတာကိုမြင်ပြက်ရှင်တာကြောင့်မာကော့ကိုငှားလာခဲ့တာပါအဆိုးဆုံးကတိုင်လာကမာကော့လည်းဒီညတင်မှာကိုတိပိတာဖြစ်ပါတယ်မာကော့ကဒေါ်လာထွက်ပြီးတိုင်လာကိုရှင်းရှင်းထိုးရိုက်ပါတော့တယ်စလောဝက်ကတိုင်လာကိုမိဖို့တဲ့ခေါ်သွားပြီးယူနီဖောင်းတစ်ခုပေးလိုက်ပါတယ်guest တွေအားလုံးရှိမှမင်းက fine dining ကြောင့်အမြဲကြွားနေတော့မင်းကိုယ်တိုင်ချက်ပြလို့ပြောလိုက်ပါတယ်တိုင်လာကစိတ်လှုပ်ရှားနေပြီးလက်တွေတုံးပြီးချက်ပေးလိုက်ပါတယ် sauce တွေကပြန့်ကျဲနေပြီးအသားတွေကလည်းမကြက်တကြက်ဖြစ်နေတာကြောင့်အဆက်ကွဲနေပါပြီ Slovak ကလည်းအေးအေးဆေးဆေးမြည်ကြည့်ပြီးတော့တိုင်လာရဲ့အရှုပ်ထုတ်လို့နာမည်ပေးလိုက်ပါတယ် Slovak ကမင်းကဟင်းတွေကိုတကယ်မရှိပဲလီကျွားကျင်တာတက်တက်ပဲလို့ပြောလိုက်ပါတယ်ဒါစဖို့မှုတွေပေါ်ကို respect မရှိတာပဲလို့ပြောလိုက်ပါတယ်အဒီနောက်မှာ Slovak ကမာကော့ကိုခေါ်ပြီးအရှုပ်ပွဲအတွက်ပစ္စည်းတစ်ခုလိုနေတာကြောင့်သွားယူပေးနိုင်မလားလို့ပြောလိုက်ပါတယ်မာကော့ကလည်းတွားတဲ့လမ်းမှာတိုင်လာကိုတွေးလိုက်ရပါတယ်တိုင်လာက kitchen ထဲမှာသူ့ကိုယ်သူအဆုံးစီရင်ထားပြီးတော့မာကော့ကအံ့ဩဝါပြီးမဲ့အချိန်မရှိတာကြောင့်ဆက်သွားလိုက်ပါတယ်အဲ့ဒီနောက် Slovak က George ကိုကြည့်ပြီးခမည်းကိုတက်ရတဲ့အကြောင်းရင်းကတော့ဒေါက်တာဆန်းရှန်းကြောင့်ပဲလို့ပြောလိုက်ပါတယ် Slovak ကသူ့ရဲ့အားလက်ရက်တရက်မှာ George ရဲ့ဇက်ကားကိုတွားကြည့်ခဲ့ပြီးအဲ့ဒီဇက်ကားကသူ့ရဲ့တနေ့တာလုံးကိုဖျက်ဆီးပစ်တယ်လို့ပြောပါတယ် Felicity ကိုလည်း Brown University ကနေ student အကျွေးမရှိပဲထွက်ခနိုင်လို့တရားမှလို့ပြောလိုက်ပါတယ် Margot ကလည်းယူခိုင်းတဲ့ပုံဝင်ပစ္စည်းအစားဓာတ်တချောင်းကိုယူပြီးတော့ထွက်လာခဲ့ပါတယ် Margot ကငွေရောင်တကားကိုဖွင့်ဖို့ကြိုးစားတဲ့အချိန်မှာ Elsa ကရောက်လာပါတယ် Elsa ကလည်းဓာတ်ကင်ထားပြီးဒီနေရာကဝင်ခွင့်မရှိဘူးလို့ပြောပါတယ်ပြီးတော့ Elsa က Margot ကိုတိုက်ခိုက်ရင်မာဂုတ်ကမြို့တောင်တွေကပစ္စည်းတွေနဲ့ပြန်လည်ကောက်ွယ်ပြီးကျမကဒီမှာလှုပ်ရှင်တာမဟုတ်ဘူးလို့អော်ပါတယ်ဒါပေမဲ့အက်ဆာကစဖိုမူကြီးကမင်းကိုရွေးထားပြီးသားလို့ပြောလိုက်ပါတယ်နှစ်ယောက်စလုံးကြက်မြင့်ပေါ်မှာလုံးထွေးတိုက်ခိုက်ကြရင်မာဂုတ်ကအက်ဆာကိုမတော်တဆဓာတ်နဲ့ထိုးလိုက်မိတာကြောင့်အက်ဆာလည်းလဲကျပြီးတေဆုံးသွားခဲ့ရပါတယ်မာဂုတ်ကလည်းအရင်ထိတ်လန့်သွားပြီးအက်ဆာစီကတော့ကိုယူပြီးဆေးဘတ်တကားကြီးကိုဖွင့်လိုက်ပါတော့တယ်မာကော့ကစလိုဝက်ရဲ့ကိုပိုင်အိမ်လေးထဲမှာစလိုဝက်ငယ်ဘဝတုန်းကဓာတ်ပုံတွေနဲ့သူ့ရဲ့ဝန်ထမ်းဘဝတုန်းကပုံတွေပြီးတော့ဟမ်ဘာဂါဆိုင်မှာလှုပ်ခဲ့တဲ့အမှတ်တရတွေဖြစ်ရှိနေတာကိုတွေ့လိုက်ရပါတယ်စလိုဝက်ကတကယ်ပြောနေတဲ့ပုံပေါ်တာပဲလို့တွေးမိနေရင်ရေဒီယိုတစ်ခုကိုတွေးလိုက်တာကြောင့်ရှင်းရှင်းပဲကန်ယူရန်ကအဆောက်တွေကိုအကူအညီတောင်းလိုက်ပါတယ်မိဖို့ကြောင့်တဲ့ကိုပြောက်တဲ့ချိန်မှာတော့ Bryce အတွက်မွေးနေ့ကိတ်ကိုထုတ်လာခဲ့ပါတယ် Bryce ကဒီနေ့ကျွန်တော်မွေးနေ့မဟုတ်ဘူးလို့ပြောခဲ့ပေမဲ့ Slovak ကတငယ်ချင်းတွေကပိုကက်တင်တော့ကမွေးနေ့လို့ပြောခဲ့ကြောင်းပြန်ဖြစ်ပါတယ် Slovak ကစပမှုတယောက်ရဲ့လက်ကအရင်တက်မာတယ်လို့ပြောပြီးမိဖို့လက်ကိုတင်နေတာကြောင့်အကုန်လုံးကလည်းလန့်သွားကြပါတယ်အဲ့ချိန်လေတစည်းကကျွန်းဘက်ကိုလာနေတာကို Slovak ကချက်ချင်းတပုတ်ပေါက်သွားပြီးမာကော့ကိုစိုက်ကြည့်နေလိုက်ပါတယ်ဝန်ထမ်းတွေကလည်းစားတောက်ဆိုင်တွေကတွေးချက်တွေနဲ့ပျက်စီးတဲ့အရာကိုအမြင်ရှင်းလင်းကြပါတော့တယ်ကနအကြာမှာကယူရန်အရာရှိတဲဆိုတဲ့သူဝင်လာပြီးဒီကနေပြီးတော့အရေးပေါ်ဖုန်းခေါ်ဆိုမှုရှိလာလို့မေးလိုက်ပါတယ်အဲ့ဒါတွေအားလုံးကလည်းကုညီပေးပါလို့ပြောချင်ပေမဲ့ Slovak ကဘာလို့မဆိုစကားပြောရင်သိမယ်လို့ရှင်းလျှောက်ထားတာကြောင့်ဘာမှမပြောရကြပါဘူးတဲက George ကိုမြင်တော့ပရိသတ်ပါဆိုပြီးလက်မှတ်တောင်းပါတယ် George ကလည်းလက်မှတ်ထိုးပေးတယ်လို့နဲ့ကုညီပါအောင်လို့ရေးလိုက်ပါတယ်တဲကစာကိုဖတ်ပြီးတနက်ကိုထုတ်လိုက်တာကြောင့်အဲ့ဒါတွေလည်းမျောလင်းချက်ပြန်လာကြပါတယ်တဲက Slovak ကိုရှင်ရုတ်တရက်မာကော့ရဲ့စပွဲပေါ်ကဖျောင်းနှံကိုမိနိလိုက်ပါတယ်အဲ့ဒီတနက်ဟာမိချစ်ပုံစံလုပ်ထားတဲ့အတူကြီးဖြစ်နေမှန်းသိလိုက်ရပါတယ်တဲကလည်းတကယ်ရဲတယောက်မဟုတ်ပဲ Slovak ရဲ့လူတယောက်ဖြစ်နေတာကြောင့်အဲ့ဒါတွေအားလုံးလည်းလန့်သွားကြပါတယ် Slovak ကမာကော့ကိုစိတ်ပြတ်တဲ့မျက်နှာနဲ့ကြည့်ပြီးမင်းလည်းတူတို့လိုပါပဲလို့ပြောလိုက်ပါတယ်မာကော့ကလည်း Slovak ရဲ့အိမ်ထဲကဟမ်ဘာဂါပုံကိုတတိယဝါပြီးတော့ရုတ်တရက်လက်ခုပ်ထပ်တီးလိုက်ပါတယ်မာကော့ကအချင်းရဲ့အစားအစာတွေကိုကျွန်မမကြိုက်ဘူးလို့တိုက်ရိုက်ပြောလိုက်တဲ့အခါစားတောက်ဆိုင်တစ်ခုလုံးတိတ်ဆိတ်သွားပါတယ်ပြီးတော့ဒီဟင်းပွဲတွေကစားဖို့မဟုတ်ပဲလူတွေကိုအထင်ကြီးအောင်လုပ်နေတာလို့ပဲဆက်ပြောပါတယ်မာကော့ကတူမပိုက်စာနေကြောင်းနဲ့ fancy အစားအစာတွေမဟုတ်ပဲရိုးရိုး cheese burger တစ်လုံးပဲစားခြင်းကြောင်းပြလိုက်ပါတယ်အဲ့ရှင် Slovak ရဲ့မျက်နှာ expression ကပြောင်းသွားပြီးတူကိုရန်တွားပြီးတော့ cheese burger တစ်လုံးကိုပြုတ်လုပ်ပါတော့တယ်ပမုတ်ကိုမိခင်ရင်ထောပတ်နဲ့နေရလာပြီး cheese တွေရေပြောကိုမြင်လိုက်ရတဲ့အချိန်မှာ Slovak ကပထမဆုံးချိန်နဲ့ပြုံးနေခဲ့ပါတယ်ပြီးတော့အဲ့ဒီ burger ကိုမာကော့စီကိုပေးလိုက်ပါတယ်မာကော့ကတခိုက်ခိုက်ပြီးတာနဲ့အရင်ကောင်းပါတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့တူကျန်နာကိုမကုံတော့လို့အိမ်ကိုထုတ်သွားလို့ရမလားလို့မေးလိုက်ပါတယ် Slovak ကလည်းခဏလောက်ငြင်သွားပြီးရပါတယ်လို့ပြန်ပြောလိုက်ပါတယ်ပြီးတော့သူ့ရဲ့ burger ကို take away bag နဲ့ထည့်ပေးလိုက်ပါတယ်ဟိုကလည်းကြားတင်တဲ့ငွေကိုပတ်စံရှင်းပြီးနောက်ကျွန်းကနေထွက်သွားနိုင်တဲ့တူတီတော့သူဖြစ်သွားပါတော့တယ်မာကော့ကအလေးနဲ့ထွက်သွားပြီးနောက် Slovak ကဘေးရှင်းရမယ့်အချိန်ရောက်ပြီလို့ပြောပြီးအဲ့တဲ့တယောက်ချင်းစီကို$1250စီကြားတင်ကြောင်းပြလိုက်ပါတယ်ဝန်ထမ်းတွေကလည်းလက်ဆောင်အိတ်တွေယူလာပေးပြီးအဲ့တဲ့တွေရှေ့မှာတင်ပေးပါတယ်အဲ့ထဲမှာတော့စားတောက်ဆိုင်ရဲ့ရနိုင်တဲ့စားစာတွေပါပြီးတော့ရဲ့ဖြတ်ထားတဲ့လက်တွေတောင်ပါနေပါတယ်ဒီအားလုံးကလည်းဒီရှင်နေမှာတော့ငွေရှင်းပေးနေကြပါတယ်ပြီးတော့ Slovak ကအခုကတော့အရှိုးပွဲအချိန်ပါလို့ပြောလိုက်ပါတယ်ဒီဘို့ကြောင့်တစ်ခုလုံးကိုလည်း chocolate တွေနဲ့ဖြန်းပြီးတော့အဲ့တဲ့တွေကိုလည်း marshmallow အင်ကြီးတွေဝတ်ခိုင်းပြီးခေါင်းပေါ်မှာလည်း chocolate တွေတင်လိုက်ပါတယ်Slovak ကခင်ဗျားတို့အားလုံးကကျွန်တော်ဘဝကိုဖျက်ဆီးခဲ့တဲ့လူတွေလို့ပြောပါတယ်ဒါကြောင့်ခုခင်ဗျားတို့ကကျွန်တော်ရဲ့ creation စိတ်ပိုင်းတစ်ခုဖြစ်ရမယ်လို့ဆက်ပြောပါတယ်small ဆိုတဲ့အရှိုးပွဲကိုကြီးညာလိုက်ပြီးဒီရှိုးပွဲကမိဖို့မှာလောက်ရတာမလို့စားတောက်ဆိုင်တစ်ခုလုံးကိုဝန်တန်းတွေရောအဲ့တွေအကုန်လုံးကိုပါမီးလောင်တိုက်တင်လိုက်ပါတော့တယ်အဲ့အချိန်မာကော့ကကျွန်းကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာကျွန်းကြီးတစ်ခုလုံးမီးလောင်နေပါပြီမာကော့ကလည်းသူ့ရဲ့ဟမ်ဘာဂါလေးကိုဆက်စားရင်းနဲ့ကျွန်းကနေတဖြည်းဖြည်းဝေးကွာသွားပါတော့တယ်